တထိုင်နဲ့အပေတကားပိတ်တယ်လို့ဥဩဘာကပြောတယ်အဲ့တော့တထိုင်နဲ့အပေတကားပိတ်တဲ့ဥစဉ်ကတကားတကမာများဟာဖြင့်တထိုင်နဲ့အပေတကားပိတ်တယ်ဆိုတဲ့အကြောင်းတရားလေးခွဲပြအဲ့တော့မသိတဲ့ပုဂ္ဂိုလ်ကတော့ကြော်သွားကြလိမ့်မယ်သိတဲ့ပုဂ္ဂိုလ်ကတော့ခေါ်စားအဲ့တော့တထိုင်နဲ့အခုမြတ်စွာဘုရားကိုရောမြတ်ကြီးကအကလီကောတယ်အချိန်မရွေးအခါမလင့်နဲ့အခုလှုပ်ကြည့်အခုတွေ့မယ်တရားတော်မြတ်ကအဲ့ဒီတော့အခုထိုင်ကြည့်ရင်အခုတွေ့ပါမယ်အဲ့ဒီတော့မြတ်စွာဘုရားကိုရောမြတ်ကြီးကသားတော်ရဟုလားလေအထင်ရှားကြီးဟောထားတယ်ဓာတ်ကြီး၄ပါးကိုဟောထားတယ်အဲ့ဒီတော့ခန္ဓာမှာပိုင်သလားမပိုင်သလားသူသဘောလားငါသဘောလားဆိုတဲ့ဥစ္စာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဆိုတဲ့လက္ခဏာကြီး၃ပါးဟာဖြင့်ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်အခုယောဂီပုဂ္ဂိုလ်အပေါင်းဟာဖြင့်မြတ်စွာဘုရားဟောထားတဲ့တရားဟာဖြင့်ပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်အဲ့ဒီတော့ပထဝီဓာတ်တစ်ပါးကိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာပိုင်ပိုင်နိုင်နိုင်ကြီးသာသဘာဝကိုမြင်လိုက်ပြီဆိုလို့ရှိရင်တရားဓမ္မများဓာတ်တစ်ပါးကိုအစအလေအဆုံးကိုသိလိုက်ပြီဆိုတထိုင်နဲ့ငါသိရင်သပိတ်မတော်နဲ့လို့မှားထားခဲ့တယ်ဘာကြောင့်မှားထားခဲ့နိုင်လဲဓာတ်တစ်ပါးဤပထဝီဓာတ်ကအာဘောဓာတ်ကတေဇောဓာတ်ကဝါယောဓာတ်ကဓာတ်ကြီး၄ပါးရှိဓာတ်ကြီး၄ပါးရှိတဲ့အနက်ကကနဦးဟာဖြင့်ဥဆောင်တက်လာတဲ့ဟာဖြင့်အခုယောဂီပုဂ္ဂိုလ်ပေါင်းဟာဖြင့်ပထဝီဓာတ်ကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်အာဘောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်တေဇောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ဝါယောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ဓာတ်ကြီး၄ပါးကတော့တစ်ပါးကဥဆောင်ကြအဲ့တော့ဓာတ်ကြီး၄ပါးဥဆောင်တက်လာပြီဆိုလို့ရှိရင်နောက်ကဓာတ်၃ပါးကပါတယ်ဗျဓာတ်တစ်ပါးဥဆောင်တက်လာပြီးတဲ့ပထဝီဓာတ်ကဥဆောင်တက်လာလဲနောက်ကအာဘောလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်အာဘောကဥဆောင်ပြီးတော့ကနဦးဆုံးဥဆောင်တက်လာပြီဆိုရင်နောက်ကပထဝီလည်းပါတယ်တေဇောလည်းပါတယ်ဝါယောလည်းပါတယ်ကနဦးဥဆောင်တက်လာတော့တေဇောရုပ်ကဥဆောင်တက်လာပြီဆိုရင်ပထဝီလည်းပါတယ်အာဘောလည်းပါတယ်ဝါယောလည်းပါတယ်ဝါယောဓာတ်ကဥဆောင်ပြီးတက်လာပြီဆိုရင်ပထဝီလည်းပါတယ်အာဘောလည်းပါတယ်တေဇောလည်းပါတယ်အဲ့တော့ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်ဓာတ်တစ်ပါးကိုဖြစ်ထားရဲ့ဖြစ်လေရဲ့ဖြစ်ဆုံးရဲ့သာပိုင်ပိုင်နိုင်နိုင်ကြီးအနိစ္စလက္ခဏာသဘောတရားလေးဒုက္ခလက္ခဏာသဘောတရားလေးအစုံမရအနတ္တဆိုတဲ့လက္ခဏာသဘောတရားလေးတွေကိုပိုင်ပိုင်နိုင်နိုင်ကြီးခန္ဓာသုံးသလိုက်ပြီဆိုလို့ရှိရင်ဖြင့်တထိုင်နဲ့အပယ်လွတ်တယ်ဘာကြောင့်အပယ်လွတ်တဲ့ဓာတ်ကြီးတစ်ပါးကုံဆုံးသွားတော့လဲဓာတ်ကြီး၄ပါးပဲကုံဆုံးတာပဲအဲ့ဒီတော့ဒါပထဝီဓာတ်ကတက်လာပြီဆိုရင်နောက်ကအာဘောနဲ့တေဇောဝါယောကနဥဆောင်တက်လာတဲ့ယုတ်ဟာဖြင့်တဲ့ဒကာဒကမများခန္ဓာမှာကနဥဆောင်တက်လာတဲ့ယုတ်ဟာဖြင့်ပထဝီယုတ်ကြီးပထဝီဓာတ်ကဥဆောင်တက်လာပြီဆိုလို့ရှိရင်ဖြင့်တင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့ကြိုက်တဲ့သူကဥဆောင်တက်လာလို့ကျင်းနဲ့ထုံနဲ့ကြိုက်တယ်လို့သိရတာကျင်းနဲ့အထဲမှာလဲကြက်ထားလဲပါတယ်ပူထားလဲပါတယ်လှုပ်ထားလဲပါတယ်အဲ့ဒီတော့ဓာတ်ကြီး၄ပါးဟာဖြင့်ကနဥဆောင်တက်လာတဲ့ယုတ်ဟာဖြင့်နဲ့ကြက်ထားကအရင်ဥဆောင်လာလို့ရှိရင်ဖြင့်တင်းတာလဲပါတယ်တဲ့တောင်းတာလဲပါတယ်ပူတာလဲပါတယ်လှုပ်တာလဲပါတယ်ကနဥဆောင်တက်လာတဲ့ဓာတ်ဟာဖြင့်နဲ့တေဇောယုတ်ကဥဆောင်တက်လာပြီဆိုလို့ရှိရင်တင်းနာလေးလဲပါတယ်မာရာလေးလဲပါတယ်လှုပ်တာလေးလဲပါတယ်ကနဥဆောင်တက်လာတဲ့ယုတ်ဟာဖြင့်ဝါယောယုတ်ကဥဆောင်တက်လာပြန်တော့ရောလှုပ်ရှားပြီးတော့ယင်းနဲ့နှလုံးနဲ့ဒိတ်နဲ့တုံလှုပ်ရှားပြီးလာလိုက်ပြန်တော့လဲတဲ့ခန္ဓာကိုယ်ကြီးဟာတင်းတာလဲပါတယ်ကြက်တာလဲပါတယ်ပူတာလဲပါတယ်အဲ့ဒီတော့ဥပမာလေးပြောရရင်ဖြင့်ဓာတ်တစ်ပါးကိုဖြစ်တာဖြစ်လဲဖြစ်ဆုံးကိုပိုင်ပိုင်နိုင်နိုင်ကြီးသိလိုက်ပြီဆိုရင်အနိစ္စလက္ခဏာဖြစ်တာပြက်တာလဲသိရတယ်တခုပြီးတခုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာကိုသေးသေးချာချာသမာဓိနဲ့ဘောင်ကိုက်အောင်ချိန်ပြီးတော့ဖမ်းလိုက်ပြီဆိုလို့ရှိရင်ဓာတ်တစ်ပါးကိုကုံဆုံးသွားပြီဆိုရင်ကနဥဆောင်တက်လာတဲ့ပထဝီဓာတ်ကြီးဥဆောင်တက်လာလို့ရှိရင်
ပထဝီဓာတ်ဟာအစအလေအဆုံးကိုသိလိုက်တယ်ဉာဏ်လေဩဒီုံနဲ့ဒီနာဖြစ်ပြီးပြက်ရတာပါလားလို့အဲ့ဒီလိုသိလိုက်ပြီဆိုရင်အသေးတတ်ပြီဘာကြောင့်အသေးတတ်တယ်လဲတဲ့အခုတရားဓမ္မများခန္ဓာပြက်တော်မယ်ဆိုလို့ရှိရင်လေဒီဓာတ်ကြီး၄ပါးကသတ်တော်မှာပဲအခုလိုပဲဖြစ်ပြီးတော့အခုလိုပဲပြည့်ရမှာအဲ့ဒီတော့တရားဓမ္မများတထိုင်နဲ့ခုနတရားဥဩဘာကတထိုင်နဲ့နိဗ္ဗာန်ကိုရတယ်အပေတကားပိတ်တယ်လို့တရားဥဩဘာကအကြောင်းရှိပြောထားတော့ဥပဇင်ကတရားဓမ္မများခွဲပြီးတော့သဘာဝပြောနေရတာတရားဓမ္မများအခုတရားတထိုင်ကပြည့်နေဓာတ်ကြီး၄ပါးဤလက္ခဏာသဘောတည်းမြင်အောင်ရှုလိုက်ပြီဆိုရင်ခန္ဓာမှာဥပမာဟာဖြင့်ဓာတ်ကြီး၄ပါးတခါတည်းတွဲလာတယ်လို့ဥပဇင်ကဟောတယ်အဲ့ဒီတော့ဥပမာလေးပြောရအရင်ဖြင့်တရားဓမ္မများကွန်စားကြမှာပေါ့ကွန်လည်းပါတယ်ထုံလည်းပါတယ်ဆေးလည်းပါတယ်ဒီကွန်ရဲ့ကွန်စီရဲ့ဆေးရဲ့ထုံရဲ့လေးဌာနရှိတဲ့နဲ့ကတရားဓမ္မမြတ်ကနဥဆောင်တက်လာတဲ့ယောဂဖြစ်တဲ့ကွန်သီးရဲ့ကွန်ရဲ့ဆေးရဲ့ထုံးရဲ့ဟာပြန်ကွန်ကအများကြီးများပြီးတော့ထုံးကနေတယ်ထုံးကနေပြန်တော့ကွန်သီးကလည်းနေတယ်ကွန်သီးကနေပြန်တော့ဆေးကလည်းနေတယ်ကွန်ကအာသာနေတယ်ကွန်ကအာသာနေတော့ကွန်ကများနေတော့ပါဇာထဲလိုက်ပြန်တော့ကွန်ကများနေတော့ကွန်ကပြောလိမ့်မယ်ကွန်သီတို့ထုံးတို့ဆေးတို့ရေမင်းကငါမင်းတို့ကငါတဲ့အားနေတဲ့မင်းတို့ကငါနောက်ကလိုက်ခဲကြဟေးလို့အဲ့ဒီလိုကွန်ကပြောလိမ့်မယ်တရားဓမ္မများကွန်ရစားလိုက်တော့တရားဓမ္မများကွန်ကများနေတော့အာပဇအာကောင်နဲ့ကြတော့ကွန်ကစပ်ပလိုက်လိမ့်မယ်အဲ့ဒီတော့ကွန်ကအာသာတယ်အဲ့ဒီတော့ကွန်သီလည်းပါတယ်ကွန်လည်းပါတယ်ထုံလည်းပါတယ်ဆေးလည်းပါတယ်အဲ့ဒီဓာတ်ကြီး၄ပါးဟာကနဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်ကွန်ကအာသာနေလို့ကွန်ကကနဥဆောင်တက်လာလို့စတယ်လို့ထင်ရတာထုံလည်းပါတယ်ကွန်သီလည်းပါတယ်ဆေးလည်းပါတယ်အဲ့ဒီတော့တရားဓမ္မများထုံးလာအာသာလိမ့်အောင်မယ်ထုံးကအာသာပြီဆိုလို့ရှိရင်ဖြင့်ကွန်ကနေတယ်ကွန်သီကနေတယ်ဆေးကနေတယ်ထုံးကများသွားပြီဆိုလို့ရှိရင်ထုံးကပြောလိုက်လိမ့်အောင်မယ်ဟေးကွန်တို့ရေကွန်သီတို့ရေဆေးတို့ရေမင်းတို့ကငါတဲ့အာနေတဲ့ငါကအာသာတဲ့ငါကကနဥဆောင်တက်လိုက်အောင်မယ်ငါကလူကြီးလှုပ်လိုက်အောင်မယ်လို့ထုံးကပြောလိုက်အောင်မယ်အဲ့ဒီတော့တရားဓမ္မများခန္ဓာလက်ထုံနေတူစွာပဲကွန်စားတယ်လို့ပဲကနဥဆောင်တက်လာတဲ့ရုပ်ဟာဖြင့်အခုထုံးကအာသာတော့ကွန်ဝါလိုက်တဲ့အချိန်ခါမှာထုံးကများလာတော့ပါဇာထဲကြပြီဆိုလို့ရှိရင်ကွန်ကလည်းနဲတယ်ဆေးကလည်းနဲတယ်ကွန်သီးကလည်းနဲတယ်ထုံးကများနေတော့ဝါလိုက်တဲ့အချိန်ခါမှာထုံးကအာသာခြင်းကြောင့်အာကောင်တွေပေါက်လိမ့်မယ်ကနဥဆောင်တက်လာတာထုံးကအာသာတယ်ထုံးကအာသာတော့ကွန်လည်းမပါဘူးလားတဲ့ပါတယ်ဆေးလည်းမပါဘူးလားတဲ့ပါတယ်ကွန်သီးလည်းမပါဘူးလားပါတယ်ဓာတ်ကြီး၄ပါးဟာဖြင့်သူ့တဲ့ငါလူတက်ပြီးတော့တရားဓမ္မများခန္ဓာကိုယ်ဘောကယုံနာနှစ်ပါးဟာဖြင့်ပထဝီကလူတက်လိုက်အာဘောကလူတက်လိုက်တေဇောကလူတက်လိုက်ဝါယောကလူတက်လိုက်နဲ့သူ့တဲ့ငါလူတက်ပြီးတော့ဖြစ်ပြနေတဲ့အနိစ္စကိုလက္ခဏာကိုမြင်ရလိမ့်မယ်ဒီအနိစ္စလည်းဒုက္ခပဲဒီအနိစ္စဒုက္ခအနတ္တဆိုတာဓာတ်တစ်ပါးကိုပထဝီဓာတ်ဤလက္ခဏာသဘောဟာဖြင့်တရားဓမ္မများအနိစ္စကိုလည်းပိုင်ပိုင်နိုင်နိုင်ရှုလိုက်ကြဒုက္ခဆိုတာလည်းပိုင်ပိုင်နိုင်နိုင်ရှုလိုက်ကြအစုမယအနတ္တဆိုတာလည်းပိုင်ပိုင်နိုင်နိုင်ရှုလိုက်ကြဓာတ်တစ်ပါးကိုအစအလေအဆုံးသာသိလိုက်ပြီဆိုရင်တည်ငါဗဟံတည်ငါမဲတည်ငါဖို့ခံစားလိုက်လိမ့်မယ်တရားဓမ္မများအစွန်ကိုမြင်လိမ့်မယ်အဲ့ဒီလိုအစွန်မြင်လိုက်တဲ့တပြိုင်နက်တည်းဝိဇ္ဇာညာရပြီစိတ်တခဏလေးအပြင်ယုံနာဟာပြင်ယုတ်ကတိငါတောင်နံကတိသသိမ့်ချုပ်ပြောက်ဖြစ်ပြလိုက်ပြီယုံနာနှစ်ပါးချုပ်ဆုံးသွားပြီအဲ့ဒီလိုသိလိုက်ပြီဆိုလို့ရှိရင်ပြတရားဓမ္မများဘယ်တော့မှထင်နိုင်တော့ဘူးခါကြီးကိုတန်ချိုးကြီးနဲ့လက်မောင်းလောက်ရှိတဲ့တန်ချိုးကြီးနဲ့ခါကိုချီပြီးတော့အပေကိုဆွဲ
တန်ကြူကြီးကထောင်ဆိုပြပြီးတော့တကားကမာများနာပြေကိုတက်သွားလိမ့်မယ်အဲ့ဒီတော့တကားဥဩဘာပြောတဲ့အတိုင်းဟာပြန်တထိုင်နဲ့လည်းအပယ်လွတ်နိုင်တယ်အပယ်တကားပိနိုင်တယ်နိဗ္ဗာန်ကိုလည်းရောက်နိုင်တယ်အဲ့ဒီတော့တကားကမာများမြတ်စွာဘုရားကိုတော်မြတ်ကြီးကသာရောရာဟုလာလေအထင်ရှားကြီးဟောထားတဲ့ပထဝီဓာတ်တစ်ပါးကိုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာယုံနာကိုသဘာဝကိုမြင်ပြီးဆိုရင်ငါဆိုတဲ့အတ္တဒိဋ္ဌိသက္ကာယအစွဲမရှိတော့ဘူးယုံနာမရှိတော့တဲ့ဖြစ်ပြီးပြက်တဲ့အဲ့ဒီလိုမြင်နေပြီဆိုလို့ရှိရင်တရားဓမ္မများအတိတ်ကာလတုန်းကစွဲထားတဲ့အတ္တဒိဋ္ဌိသက္ကာယအစွဲကြီးတွေကငါကိုကနာတယ်ငါကိုကတင်းတယ်ငါကိုကတောက်တယ်ငါကိုကကြက်တယ်ငါကိုကပူတယ်ငါရင်ထဲကတုံတယ်ငါရင်ကကြက်တယ်ငါမောတယ်ငါကိုကလှုပ်တဲ့နဲ့တငါငါစွဲနေတဲ့အတ္တဒိဋ္ဌိကြီးအခုတရားနှလုံးကျင့်ညာအထုတ်လိုက်တော့ဒီယုံနဲ့ဒီနာတတထိဖြစ်တတထိပြက်နေတဲ့လက္ခဏာကိုအနိစ္စကိုလည်းမြင်လိမ့်မယ်ဒုက္ခကိုလည်းမြင်လိမ့်မယ်အစိုးမယအနတ္တကိုလည်းမြင်လိမ့်မယ်အဲ့ဒီလိုမြင်လိုက်တဲ့တပြိုင်နက်တည်းဓာတဘာကိုဆုံးသွားတဲ့တပြိုင်နက်တည်းတည်င်ကသန္တရာဆိုတဲ့စက်ကြီးရသွားလိမ့်မယ်အဲ့ဒီတော့တရားဓမ္မများသန္တရာဆိုတဲ့စက်ကြီးဟာသန္တရာဘယ်မှာရှိတယ်လို့ထင်လဲခန္ဓာမှာသန္တရာရှိတယ်အဲ့ဒီတော့ပညာဆိုတာကတော့ဘုံသုံးပါးသန္တရာလို့ခေါ်တယ်ပညာအမြင်ပဲရှိသေးတယ်ပရမသန္တရာဆိုတာခန္ဓာထဲမှာမြင်လိမ့်မယ်ပရမတ္ထပရမသန္တရာဆိုတာအခုပြောလေပြောတာရှိကြတဲ့ပညာတွေကတော့ဘုံသုံးပါးဟာဖြစ်နေသန္တရာလို့ခေါ်တယ်ခဏဖြစ်ခဏပြည့်နေတဲ့သန္တရာပရမအိဋ္ဌပရမဒုက္ခပရမအနတ္တဆိုတဲ့သန္တရာကိုတော့ဘလူမမမြင်ပညာအမြင်သာလူပြေရဲ့နတ်ပြေရဲ့ဗြဟ္မပြေရဲ့ဒါကိုသန္တရာလို့ခေါ်နေကြတယ်ခန္ဓာထဲမှာသန္တရာရှိတယ်ဖြစ်လာရင်သန္တရာပဲအဲ့ဒီတော့တရားဓမ္မများခန္ဓာမှာဘဝတွေအမျိုးမျိုးပြောင်းပြီးတော့ဖြစ်ပြနေတဲ့အနိစ္စကိုလည်းမြင်လိမ့်မယ်ဒီအနိစ္စကလည်းဖြစ်လာပြီဆိုရင်ဒုက္ခသစ္စာပဲဒီဒုက္ခသစ္စာကလည်းသူသဘောလားငါသဘောလားကိုဖြစ်ခြင်းလို့လားသူသဘောနဲ့သူဖြစ်လာတာလားအဲ့ဒီလိုအနိစ္စပဲဒုက္ခပဲအနတ္တပဲအဲ့ဒီလိုညာမြင်လိုက်ပြီဆိုရင်တရားဓမ္မများတထိုင်နဲ့အပေတကားပိတ်သွားပြီဒါတပါးကိုသာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာမြင်လိုက်တဲ့တပြိုင်နက်တည်းသုလာသောတာပန်ဖြစ်သွားပြီသုလာသောတာပန်ကသတ္တခတုံသုလာသောတာပန်မဟုတ်ဘူးတရားဓမ္မများဒီဓာတ်တစ်ပါးကိုအစအလေအဆုံးကိုအနိစ္စလည်းမြင်တယ်ဒုက္ခလည်းမြင်တယ်အနတ္တလည်းမြင်တယ်သန္တရာလည်းမြင်တယ်အဲ့ဒီလိုသန္တရာကိုမြင်မှသာလေဓာတ်တစ်ပါးအစအလေအဆုံးကိုသိလိုက်မှသာလေအဲ့ဒီသုလာသောတာပန်ကဘာသုလာသောတာပန်လို့ခေါ်တယ်ဧကပိစသုလာသောတာပန်လို့ခေါ်တယ်အစွန်းကိုမြင်လိုက်ပြီးသန္တရာစက်ကြီးတပတ်ရသွားပြီနိဗ္ဗာန်ကိုအာယုံပြုလိုက်ပြီးဝေဒနာကုံဆုံးတဲ့နေရာမဖြစ်မပြတ်တဲ့နေရာလေးတွေ့လိုက်ပြီးအဲ့ဒီလိုသိလိုက်တဲ့ဉာဏ်ကလေးမျက်စိတမိတ်ရှက်တစ်ပြက်လက်တစ်တွက်ကလေးဟာသိလိုက်တဲ့ယုံနာနှစ်ပါးတတတိဖြစ်တတတိချုပ်တဲ့လက္ခဏာသဘောတရားလေးတွေ့လိုက်တဲ့အသိလေးအဲ့ဒီတော့တရားဓမ္မများတထိုင်နဲ့အပေတကားလည်းပိတ်နိုင်တယ်တထိုင်နဲ့လည်းနိဗ္ဗာန်ရနိုင်တယ်အဲ့ဒီတော့သုလာသောတာပန်မေစီမာသောတာပန်မဟာသောတာပန်နဲ့သုလာသောတာပန်များကတော့ဓာတ်တစ်ပါးကိုပထဝီဓာတ်တစ်ပါးကိုအစာရဲ့အလယ်ရဲ့အဆုံးရဲ့ကိုသံတတိအနတ္တလည်းမြင်တယ်ခဏိကအနတ္တလည်းမြင်တယ်သန္တရာလည်းမြင်တယ်သံတတိအနတ္တဆိုတာကဘယ်လိုမြင်ရတဲ့အမြင်လဲအခုသမာဓိအားနည်းနေတဲ့အချိန်ခါတရားဓမ္မများသမာဓိအားနည်းတဲ့အချိန်ခါမှာသံတတိအနတ္တဆိုတဲ့လက္ခဏာကတရားဓမ္မများဓာတ်ကြီး၄ပါးလက္ခဏာသဘောတည်းပထဝီဓာတ်ဖောက်ပြန်လာပြီဆိုလို့ရှင်းရင်ပြန်ရုပ်ဖောက်ပြန်လာလိမ့်မယ်ရုပ်ဖောက်ပြန်လာတော့တင်းယုတ်ကပေါ်လာလိမ့်မယ်
တင်းတယ်လို့သိမှုကလည်းပေါ်ရမယ်ယုံနဲ့နာနဲ့တထတိဖြစ်လာတယ်အဲ့ဒီတော့တင်းနာကြီးကိုတောက်လျှောက်ကြည့်သိသွားတယ်သိသွားလိမ့်မယ်တောက်လျှောက်ကြည့်တင်းရုပ်ပေါ်လာတော့တင်းတယ်လို့သိတဲ့နာတင်းနာကြီးတောက်လျှောက်ကြည့်သိပြီးတော့သမာဓိနဲ့ဖန်သွားလိုက်တာတင်းနာကြီးပြက်သွားတော့တင်းတယ်လို့နာငါခံစားမှုနာငါလည်းမရှိယုံနာနှစ်ပါးချုပ်ဆုံးသွားကြပြီအဲ့ဒါကတင်းနာအစတင်းနာအလဲတင်းတဲ့အဆုံးကိုသိလိုက်တယ်ညာဒါပဲသိရတဲ့တင်းယုတ်ကပြက်သွားတော့တောင်းယုတ်ပေါ်လာပြန်တယ်တောင်းနာလေးသိပြီးတော့လိုက်သွားလိုက်တာတောင်းနာကြီးတောက်လျှောက်ရဲလို့ထင်မှတ်ရတယ်အဲ့ဒီတော့တရားဓမ္မများတောင်းနာအစတောင်းနာအလဲတောင်းတဲ့အဆုံးကိုသိလိုက်ပြန်ပြီခုနတုန်းကတင်းယုတ်ဘဝကတစ်မျိုးတောင်းယုံဘဝကတစ်မျိုးတောင်းယုံနဲ့တင်းယုံနဲ့ကပြက်သွားပြန်တော့ထုံယုတ်ပေါ်လာပြန်နဲ့ထုံတယ်လို့ပြစ္ဆုတ်ပန်သိလိုက်ပြန်ပြီနာငါလည်းဝေဒနာခံစားလိုက်ပြန်ပြီတင်းတဲ့ဘဝတစ်မျိုးတောင်းတဲ့ဘဝကတစ်မျိုးအခုထုံတဲ့ဘဝကတစ်မျိုးထုံနာသိပြီးတော့ထုံနာကြီးတောက်လျှောက်ကြည့်ရဲ့လို့အောက်မေရတယ်ထုံနာပြက်သွားတော့ထုံတယ်လို့နာငါမသိယုံနာနှစ်ပါးတထာတိဖြစ်ပြီးတထာတိပြက်သွားပြန်ပြီထုံယုတ်ကပြက်သွားတော့ကျင်ယုတ်ပေါ်လာလေအောင်မယ်ကျင်တယ်လို့ပြစ္ဆုတ်ပန်ယုံနာသိလပြန်ပြီဝေဒနာခံစားပြန်ပြီအဲ့ဒီတော့ကျင်နာကြီးတောက်လျှောက်ကဲလို့သိလိုက်ပြန်ပြီကျင်နာပြက်သွားတော့ကျင်တယ်လို့နာငါလည်းခံစားမှုနာငါလည်းမရှိခန္ဓာ၅ပါးယုံနာနှစ်ပါးပြက်သွားပြန်ပြီအဲ့ဒီတော့တင်းယုတ်ကပြက်သွားတော့တောင်းယုတ်ကပေါ်တောင်းယုတ်ကပြက်သွားတော့ထုံယုတ်ကပေါ်ထုံယုတ်ကပြက်သွားတော့ကျင်းယုတ်ပေါ်ကျင်းယုတ်ကပြက်သွားတော့အောင်ယုတ်ပေါ်လေအောင်မယ်အောင်နာကြီးတောက်လျှောက်ကဲလို့သိသွားတော့အောင်ယုတ်ကပြက်သွားတော့အောင်တယ်လို့သိမှုနာငါလည်းခံစားမှုနာငါလည်းမရှိဘူးခန္ဓာ၅ပါးပြက်သွားပြန်ပြီကဲယုတ်ပေါ်လာလေအောင်မယ်ကြိုက်တာကြီးသိလိုက်လေအောင်ပဲကြိုက်တာကြီးကိုတောက်လျှောက်ကြည့်ရဲ့လို့အောင်မရတယ်အဲ့ဒီတော့တရားဓမ္မများဒီကြိုက်တာကြီးတောက်လျှောက်ကြည့်သိပြီးလိုက်ပြီးတိုက်လိုက်ပြီးဆိုလို့ရှင်တဲ့ကြိုက်တာကြီးကပြက်သွားတော့ကြိုက်တယ်လို့သိပြီးကြိုက်တယ်ဝေဒနာခံစားတယ်နာငါလည်းမရှိတော့ဘူးယုံနာနှစ်ပါးချုပ်ဆုံးသွားပြီခန္ဓာ၅ပါးပြက်သွားပြန်ပြီခန္ဓာ၅ပါးပြက်သွားပြီဆိုရင်အဲ့ဒီလိုတင်းယုတ်ကပေါ်တင်းယုတ်ကအပြည့်ယုံနဲ့နာနဲ့တထာတိဖြစ်ပြီးတထာတိပြည့်တဲ့လက္ခဏာပဲတင်းယုတ်ကပေါ်တင်းယုတ်ကအပြည့်တောင်းယုတ်ပေါ်တောင်းယုတ်ကအပြည့်ကျင်ယုတ်ပေါ်ကျင်ယုတ်ကအပြည့်ထုံယုတ်ပေါ်ထုံယုတ်ကအပြည့်ကဲယုတ်ပေါ်ကဲယုတ်ကအပြည့်အောင်ယုတ်ပေါ်အောင်ယုတ်ကအပြည့်အဲ့ဒီလိုဓာတ်တစ်ပါးဟာပြည့်ဖြစ်လိုက်ပြည့်လိုက်ဖြစ်လိုက်ပြည့်လိုက်နဲ့ဘဝဒီအမျိုးမျိုးပြောင်းပြီးတော့သန္တရာဆိုတဲ့ဟာဆိုတာဘဝဒီအမျိုးမျိုးပြောင်းပြီးတော့တင်းယုတ်ကဘဝတစ်မျိုးပါလားတောင်းယုတ်ကဘဝတစ်မျိုးပါလားကျင်းယုတ်ကဘဝတစ်မျိုးပါလားထုံယုတ်ကဘဝတစ်မျိုးပါလားအောင်းယုတ်ကဘဝတစ်မျိုးပါလားကြိုက်ယုတ်ကဘဝတစ်မျိုးပါလားအဲ့ဒီလိုဘဝဒီအမျိုးမျိုးပြောင်းပြီးတော့ဖြစ်ပြနေတဲ့အနိစ္စကိုလည်းမြင်တယ်သန္တရာတွေကိုလည်းဘုံသုံးပါသန္တရာစဲကြီးလို့လဲနေတဲ့ပရမအနိစ္စကိုလည်းမြင်တယ်အဲ့ဒီလိုမြင်ပြီဆိုလို့ရှိရင်အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဒီလက္ခဏာရဲ့သုံးပါးကိုမြင်လိုက်ပြီဆိုရင်တရားဓမ္မများတထိုင်နဲ့အပေတကားပေးလိမ့်မယ်နိဗ္ဗာန်တကားဝင်လိမ့်မယ်ဘာကြောင့်လဲတဲ့ဓာတ်တစ်ပါးကိုအစရဲ့အလဲရဲ့အဆုံးရဲ့ကိုမြင်လိုက်ပြီသန္တရာဆိုတာလည်းမြင်ပြီပရမအနိစ္စမြင်ပြီပရမဒုက္ခမြင်ပြီပရမအနတ္တမြင်ပြီဘေးတွေကိုဝတ်တွေကိုဒုက္ခတွေကိုမြင်ပြီဒီယုံနဲ့ဒီနာဖြစ်လာလို့ရှိရင်ဒုက္ခပါလားဆိုတာလည်းသိပဲအဲ့ဒီလိုမြင်တာကတော့သံတတိအနတ္တခေါ်တယ်တောက်လျှောက်ကြည့်မြင်ပြီးတော့တောက်လျှောက်ကြည့်သိပြီးတော့ဖြစ်ပြီးပြက်သွားတဲ့ဥစ္စာကသံတတိအနတ္တခေါ်တယ်သမာဓိအာကြီးကောင်းလာပြီဆိုလို့ရှိရင်ဖြင့်တရားဓမ္မများခန္ဓာမှာတင်းယုတ်ကပေါ်လာတော့
သံတတိအနာတ္တတော့မြင်ပြီးနောက်သမာဓိကောင်းလာပြီဆိုရင်ခဏိကအနတ္တဆိုတာမြင်လိမ့်မယ်ဘယ်လိုမြင်မလဲတဲ့တင်းယုတ်ကပေါ်လာတော့နည်းနည်းလေးတင်းနေဆိုတာနာငါသိလိုက်တာပဲသိပြီးပြတ်တာပဲနည်းနည်းလေးတင်းတဲ့ဟာကလည်းတထတိပြတ်သွားတာပဲအဲ့ဒီတဲ့ပိုတင်းလာလိမ့်မယ်တင်းလာတဲ့ဆိုအဲ့ဒီတဲ့ပိုတင်းလာတဲ့ယုတ်ကဖောက်ပြန်လာနာငါလည်းအဲ့ဒီပိုတင်းတယ်လို့သိလိုက်တာပဲပြတ်သွားတာပဲအဲ့ဒီတဲ့ပိုတင်းလာလိမ့်အောင်မယ်နာနဲ့ယုံနဲ့ဟာဖြင့်ဝေဒနာတစ်ခုဟာဖြင့်ခုနတုန်းကသံတတိအနာတ္တကိုမြင်တယ်သမာဓိကောင်းလာတော့ဖြစ်ပြခဏဖြစ်ခဏပြည့်ဆိုတဲ့ခဏိကအနာတ္တကိုမြင်လိမ့်မယ်အဲ့ဒီလိုမြင်ပြီဆိုလို့ရှေ့ရပြန်တရားဓမ္မများဒီတဘွားတဲ့နဲ့နိဗ္ဗာန်မျက်မှောက်ပြုနိုင်တဲ့အဲ့ဒီတော့သံတတိအနာတ္တမြင်တဲ့တပြိုင်နက်တည်းသံတတိနိဗ္ဗာန်ရတာပဲခဏိကအနာတ္တမြင်တဲ့တပြိုင်နက်တည်းခဏိကနိဗ္ဗာန်ရတာပဲအဲ့ဒီတော့တရားဓမ္မများတထိုင်နဲ့အပေတကားပိတ်တယ်အဲ့တော့အပေတကားပိတ်တာကတော့တရားထိုင်မှအပေတကားပိတ်ကြလိမ့်မယ်တရားမထိုင်တဲ့ပုဂ္ဂိုလ်ကတော့အပေလေးပါးစားပဲတွေ့ရမှာပဲအဲ့ဒီတော့တရားဓမ္မများအခုတရားနှလုံးကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေကတော့တရားဓမ္မများဘာကြောင့်မလို့တရားအထုတ်ကြတယ်လဲတဲ့အပေလေးပါးကိုလွတ်စင်ကြနို့နိဗ္ဗာန်ကိုလိုချင်ကြနို့နိဗ္ဗာန်ဆိုတာကတော့တရားဓမ္မများလှုပ်ယူမှရမှာပဲတောင်းယူလို့ကတော့ဘယ်တော့မှမရဘူးအဲ့ဒီတော့တောင်းများတော့ဘယ်တော့မှမယူကြနဲ့တောင်းယူလို့ရှိရင်ဖြင့်တရားဓမ္မများလိုသလောက်မရဘူးလိုသလောက်ရအောင်ကတော့လှုပ်ယူမှရမှာပဲအဲ့ဒီတော့လှုပ်သာယူကြပြီတော့နိဗ္ဗာန်ကိုလိုချင်လို့ရှိရင်နိဗ္ဗာန်ကိုအလုပ်ကိုလုပ်ကြနတ်ပြည်ကိုလိုချင်လို့ရှိရင်နတ်ပြည်ကိုအလုပ်ကိုလုပ်ကြဗြဟ္မာ20ကိုလိုချင်လို့ရှိရင်ဗြဟ္မာ20အလုပ်ကိုလုပ်ကြအဲ့ဒီတော့တရားဓမ္မများနိဗ္ဗာန်ဆိုတာကတော့ခန္ဓာကိုအလုပ်လုံးမှပဲရမှာပဲမြတ်စွာဘုရားကိုရောမြတ်ကြီးတောင်းမှာဒုက္ခစရိယာကြီးကျင့်ပြီးတော့6နှစ်လုံးကျင့်ရသေးတယ်အဲ့ဒီတော့အခုပုဂ္ဂိုလ်တွေကြတော့မကျင့်ရင်မအားထုတ်ခြင်းကြဘူးနိဗ္ဗာန်ကိုတော့တောင်းယူကြတယ်တောင်းယူလို့ရှိရင်ပြန်တရားဓမ္မများဥပမာလေးပြောရမှာဖြင့်တောင်းယူတဲ့ပုဂ္ဂိုလ်ဟာဖြင့်တချို့ကတော့လဲဘယ်လိုသူတို့ယူဆပြီးတော့နေကြလဲတဲ့တို့လည်းပဲနိဗ္ဗာန်ရပါတယ်လေတို့လည်းဒါနတွေပြုထားတာပဲသီလတွေစောင့်တည်ထားတာပဲဘာဝနာတွေလုပ်ထားတာပဲတို့လည်းစရဏမျိုးစီတွေလုပ်ထားတာပဲအဲ့ဒီလိုပြောလေပြောတာရှိတဲ့တို့ဒါနမှုတစ်ခုပြုလိုက်တဲ့အချိန်ခါမှာနိဗ္ဗာန်မရနိုင်ဘူးလားတဲ့တရားဓမ္မများမသိကြတော့မကြောက်ကြဘူးပေါ့နိဗ္ဗာန်ရတဲ့ဒါနာရှိတယ်နိဗ္ဗာန်မရတဲ့ဒါနာရှိတယ်ကံရှိတယ်ကံဆိုတာကံနဲ့ညာရှိတယ်ကံအလုပ်တဲ့ညာအလုပ်တဲ့ကံအလုပ်ဆိုတာကတော့မြတ်စွာဘုရားသာသနာမရှိခင်ကသာသနာဘကလုပ်တဲ့လုပ်ငန်းစဉ်ကတော့ဒါနမှုရဲ့သီလမှုရဲ့သမထမှုရဲ့ဘာဝနာမှုရဲ့ဆိုတာကတော့ကံအလုပ်တွေခေါ်တယ်နိဗ္ဗာန်ရမလားတဲ့ဘယ်တော့မှမရဘူးကံပေါ်မှသာရဲ့အကျိုးပေးနိုင်တယ်အဲ့ဒီတော့အကုသိုလ်ကံကုသိုလ်ကံဒီနှစ်ပါးပဲရှိတယ်အဲ့ဒီတော့တရားဓမ္မများကံအလုံးနဲ့ညာအလုံးနဲ့တဲ့အဲ့တော့တချို့တောင်းယူကြတယ်ဘယ်လိုများတောင်းယူလဲဒါနမှုလေးတစ်ခုပြုတယ်ဘယ်လိုပြုဘယ်လိုများဆူတောင်းပြီးတော့ယူလိုက်တယ်ဘုရားတပည့်တော်တို့ဘုရားတပည့်တော်တို့တပည့်တော်မတို့ဘုရားအခုဒါနမှုအာနိသင်ပြုရလှူဒန်းရတဲ့အာနိသင်အကျိုးကြောင့်အရေးမရိယာများစွာဘုရားအလောင်းပွင့်တဲ့အခါကျဆင်မင်း၅တိုင်းကြား၅တိုင်းနဲ့လက်ဦးစွာဖူးတွေ့ရပါစေအရှင်ဘုရားတဲ့အဲ့ဒီလိုဆူတောင်းယူလိုက်တဲ့အဲ့ဒါတရားဓမ္မများအမေကျော်တွေးတော်လွန်တယ်လို့ခေါ်တယ်အမေကျော်ပြီးတော့တွေးတော်လွန်တာပေါ့အခုဂေါရမမြတ်စွာဘုရားသာသနာတော်ကြီးမိပါလျက်သားနဲ့မှာအရေးမရိယာများစွာဘုရားအရင်ကိုကနိဗ္ဗာန်ကိုနိုင်ပါလေသားနဲ့အမေကျော်ပြီးတော့တွေးတော်လွန်တဲ့တရားဓမ္မများအမေကျော်တွေးတော်လွန်တာတော့အရင်မတိရများစွာဘုရားအလောင်း
မပွင့်ခင်ကိုကအပဲလေးပါးများကြသွားပြီဆိုလို့ရှိရင်အရင်မတေးရမြတ်စွာဘုရားကိုမိပါအောင်တော်မလားအပဲဘုံတစ်ခါကြသွားပြီဆိုရင်မြတ်စွာဘုရားကိုတော်မြတ်ကြီးကလူဖြစ်တယ်နတ်ဖြစ်တယ်မြမဖြစ်တယ်ငါဘုရားမဟောနိုင်တော့ဘူးလို့ဒီလိုမြတ်စွာဘုရားဟောထားတဲ့အဲ့ဒီတော့တရားဓမ္မများအပဲဘုံကြသွားပြီဆိုရင်အဲ့ဒီတောင်းယူတဲ့ပုဂ္ဂိုလ်တွေကြပြီဆိုရင်အမေကျော်တွေးတော့လွန်တယ်လို့ခေါ်တယ်ဒါနမူလေးတစ်ခုပြုလိုက်ပြီဆိုလို့ရှိရင်ဒါနနဲ့လည်းနိဗ္ဗာန်ရပါတယ်လို့အဲ့ဒီလိုပြောလေပြောတာရှိတယ်ကာအလုတ်တဲ့ညာအလုတ်တဲ့ဓမ္မတာတဲ့သာသနာတဲ့ဓမ္မတာအလုတ်လုပ်တဲ့ပုဂ္ဂိုလ်ကြတော့ကာအလုတ်လို့ခေါ်တယ်သာသနာအလုတ်လုပ်တဲ့ပုဂ္ဂိုလ်ကြတော့ပညာအလုတ်လို့ခေါ်တယ်ညာအလုတ်လို့ခေါ်တယ်ဓမ္မတာဆိုတာကသာသနာဘာကလုပ်တဲ့လုပ်ငန်းစဉ်တွေရိုးရိုးတဏ္ဍာလေးဒါနပြုလိုက်တယ်ရိုးရိုးတဏ္ဍာလေးကြောင်းကိုသွားပြီးတော့သီလဆောက်တည်လိုက်တယ်ပတိကိုရိုးရိုးတဏ္ဍာလေးစိတ်နေရဲ့အဲ့ဒါကဓမ္မတာဒါနဓမ္မတာသီလဓမ္မတာဘာဝနာဆိုတဲ့ခေါ်တယ်အဲ့ဒီဟာကကံအလုပ်လို့ခေါ်တယ်အဲ့ဒီကံကတော့ကံပေါ်ရလိမ့်မယ်နိဗ္ဗာန်ကိုရမလားတဲ့ဘယ်တော့မှမရဘူးတရားဓမ္မများအဲ့ဒီတော့နိဗ္ဗာန်ကိုတော့တောင်းပြီးတော့မယူကြနဲ့လုံးယူမှရမှာပဲအဲ့ဒီတော့ဓမ္မတာရဲ့သာသနာရဲ့တဲ့ဓမ္မတာဆိုတာကတော့ကံအလုပ်လို့ခေါ်တယ်သာသနာဆိုတာကတော့ညာအလုပ်လို့ခေါ်တယ်အခုတရားနှလုံးကျင့်ညာအားထုတ်တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါကသာသနာဝင်ပုဂ္ဂိုလ်လို့ခေါ်တယ်သာသနာဝင်ပုဂ္ဂိုလ်ညာအလုပ်လို့ခေါ်တယ်အဲ့ဒီတော့ဓမ္မတာဆိုတာကတော့တရားဓမ္မများဓမ္မတာလုပ်ငန်းစဉ်တွေကတော့သာသနာ့ဘကလုပ်တဲ့လုပ်ငန်းစဉ်တွေကတော့ဒါနနဲ့တင်းတိမ်နေတဲ့သီလနဲ့တင်းတိမ်နေတဲ့သမထနဲ့တင်းတိမ်နေတဲ့အဲ့ဒါကဓမ္မတာခေါ်တဲ့အဲ့ဒီဓမ္မတာကတော့ဘယ်တော့မှနိဗ္ဗာန်မရဘူးသူသွားလာရဲ့လူပြေရဲ့နတ်ပြေရဲ့ဗြဟ္မပြေရဲ့ဒါပဲသွားနိုင်တယ်နိဗ္ဗာန်ရမလားဘယ်တော့မှမရနိုင်ဘူးကံကောင်းတဲ့အချိန်ခါမှအဲ့တော့တရားဓမ္မများနတ်ပြေရဲ့ဗြဟ္မပြေရဲ့လူပြေရဲ့ဆိုတဲ့ဥစ္စာဟာဖြင့်တရားဓမ္မများအမှားမြင်လို့ရောက်တာမဟုတ်ဘူးဥပမာဟာဖြင့်ခွေးများဟာဖြင့်နဲ့ပြေးရင်လွှားရင်အစာဟမိတယ်လို့ကံပေါ်လာတဲ့ချိန်ခါမှာကံပေါ်လာတဲ့ချိန်ခါမှာအပေါ်တက်လာရတဲ့ကုသိုလ်ကံအဲ့ဒီတော့တရားဓမ္မများဒါနနဲ့တင်းတိမ်မနေကြနဲ့သီလနဲ့တင်းတိမ်မနေကြနဲ့သမထနဲ့တင်းတိမ်မနေကြနဲ့အပေများလွတ်မဲ့ထင်ကြသလားဘယ်တော့မှမလွတ်ဘူးအဲ့ဒါဓမ္မတာအလုတ်ခေါ်တယ်သာသနာ့ဘကလုပ်တဲ့လုပ်ငန်းစဉ်တို့လို့ခေါ်တယ်အဲ့ဒီဒါနနဲ့သီလသမထကတော့နိဗ္ဗာန်ဘယ်တော့မှမရဘူးကံပေါ်ရမယ်အလုတ်တွေကံအလုတ်တွေလို့ခေါ်တယ်သာသနာဝင်ပုဂ္ဂိုလ်ကြပြီဆိုရင်အခုဂေါရမမြတ်စွာဘုရားသာသနာတော်ကြီးနောက်ပိတ်ဆုံးသာသနာနှိမ့်တဲ့အချိန်ခါမှာသမထဝိပဿနာတရားကျင့်ညာအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်ကြမှာသာလေယုံနာတို့ဤဖြစ်ထားလေသိပြတ်ထားလေသိသဘာဝသစ္စာလေသိပညာပရမလေကွယ်အဲ့ဒီလိုကွယ်ပြီးသိပညာပရမလေကွယ်အဲ့ဒီလိုကွယ်ပြီးဆိုရင်ဉာဏ်နေပေါ်လာပြီသစ္စာလေးပါးတရားတော်မြတ်ကြီးရပြီအဲ့ဒီလိုသစ္စာလေးပါးတရားတော်မြတ်ကြီးရပြီဆိုရင်ဖြင့်တရားဓမ္မများဉာဏ်ပေါ်လာပြီးသာသနာဝင်ပုဂ္ဂိုလ်ဖြစ်ပြီးသီလသမာဓိပညာဖြစ်ပြီးအဲ့ဒီပုဂ္ဂိုလ်ကြတော့တရားဓမ္မများသမထဝိပဿနာတရားကျင့်ညာအထုတဲ့ယောဂီပုဂ္ဂိုလ်ကြတော့ဒါနကိုလည်းပြုနိုင်တယ်သီလကိုလည်းစောင့်တည်နိုင်တယ်ဘာဝနာကိုလည်းပွားနိုင်တယ်အဲ့ဒီဒါနသီလသမထဆိုတာကတော့နိဗ္ဗာန်ကိုရလိမ့်မယ်ဒါနနဲ့လည်းနိဗ္ဗာန်မရသီလနဲ့လည်းနိဗ္ဗာန်မရသမထနဲ့လည်းနိဗ္ဗာန်မရဓမ္မတာဒါနဓမ္မတာသီလဓမ္မတာဘာဝနာကဘယ်တော့မှနိဗ္ဗာန်မရဘူးကံပေါ်ရမယ်အလုတ်တွေကံအလုတ်တွေလို့ခေါ်တယ်ဒါနနဲ့နိဗ္ဗာန်ရတယ်သီလနဲ့နိဗ္ဗာန်ရတယ်သမထနဲ့နိဗ္ဗာန်ရတယ်ဘာဝနာနဲ့နိဗ္ဗာန်ရတယ်တရားဓမ္မများသာသနာဝင်ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်ဖြင့်ဒါနနဲ့လည်းနိဗ္ဗာန်ရတယ်သီလနဲ့လည်းနိဗ္ဗာန်ရတယ်ဘာဝနာနဲ့လည်းနိဗ္ဗာန်ရတယ်ဘာကြောင့်နိဗ္ဗာန်ရတယ်လဲတဲ့
သူတို့လှူတဲ့ဒါနကကံပြတ်အောင်လှူတာဓမ္မဒါနာဘယ်လိုလှူလဲတဲ့ယုံနာတွေကိုဖြစ်တာတွေပြက်တာတွေကိုတင်ပြီးလှူလိုက်တဲ့ဒါနကမှာအဲ့ဒီဒါနကချီနှင်းမိတဲလိမ့်မယ်ဒါနအစာသေးလအလဲဘာဝနာအဆုံးနဲ့မြတ်စွာဘုရားကိုတော်မြတ်ကြီးကအထင်ရှားကြီးဟောထားတဲ့တရားဓမ္မများဒါနနဲ့လည်းနိဗ္ဗာန်ရနိုင်တယ်သီလနဲ့လည်းနိဗ္ဗာန်ရနိုင်တယ်ဘာဝနာနဲ့လည်းနိဗ္ဗာန်ရတယ်ဒါနကဘယ်ဒါနလဲဓမ္မဒါနတဲ့လှူလိုက်တဲ့ပုဂ္ဂိုလ်ယုံနာဖြစ်ပြသဘာဝသစ္စာမြင်နေတဲ့ပုဂ္ဂိုလ်ကြတော့လှူလဲလှူတတ်တယ်အိမ်လဲအိမ်တတ်တယ်ကြည်လဲကြည်တတ်တယ်နားလဲထောင်းတတ်တယ်နမ်းလဲနမ်းတတ်တယ်စားလဲစားတတ်တယ်ထီလဲထီတတ်တယ်သီလဲသီတတ်တယ်အဲ့ဒါသမထဝိပဿနာတရားကျင့်ကြအထုတ်တဲ့ယောဂီပုဂ္ဂိုလ်မှသာလျှင်ဒါနမှုကိုကံပြတ်အောင်လှူနိုင်တဲ့ဒါနာဝို့ကိုမလိုခြင်းတော့ဘူးဘယ်လိုခြင်းတော့မလဲဘေးဒီဒုက္ခတွေမြင်လို့ဝို့ကံကိုမလိုခြင်းတော့ဘူးတရားဓမ္မများအဲ့ဒီတော့ဒါနာနဲ့နိဗ္ဗာန်ရတာကဘယ်ဒါနာလဲလှူလိုက်တဲ့သမထဝိပဿနာတရားကျင့်ညာအာထုတ်တဲ့ယောဂီပုဂ္ဂိုလ်ကြတော့ယုံနာကိုဖြစ်တာဒီပြက်တာဒီသဘာဝတရားဒီပညာပရမကွဲပြီးဒါနာမှုတစ်ခုပြုလိုက်တဲ့မြင်လိုက်တဲ့ဥစ္စာကလည်းရုပ်ပါလားဓာတ်ကြီးလေးပါလားငါအလှူကပုဂ္ဂိုလ်ကလည်းယုံနာပါလားငါလှူတဲ့ပုဂ္ဂိုလ်ကလည်းယုံနာပါလားမြင်ပြီးပြက်ပါလားသိပြီးပြက်ပါလားအလှူကပုဂ္ဂိုလ်ကလည်းမြင်ပြီးပြက်ပါလားသိပြီးပြက်ပါလားငါလှူခြင်းတဲ့ပုဂ္ဂိုလ်လှူခြင်းတဲ့စိတ်ကလေးကလည်းခဏဖြစ်ပြီးခဏပြက်ပါလားငါလှူခြင်းတဲ့ပုဂ္ဂိုလ်ကလည်းယုံနာပါလားမမြဲပါလားဖြစ်လိုက်ပြက်လိုက်ပါလားဆိုအဲ့ဒီနေရာမှာဖြစ်တာပြက်တာကိုယုံနာကိုတင်လှူလိုက်တဲ့ပညာနဲ့တင်လှူလိုက်တဲ့ဒါနကနိဗ္ဗာန်ကိုချီးနှင်တက်လိမ့်မယ်နတ်ပြည်ကိုလိုခြင်းတဲ့ပုဂ္ဂိုလ်ရဲ့ဗြဟ္မာ20ကိုလိုခြင်းတဲ့ပုဂ္ဂိုလ်ရဲ့တောင်းတာပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကြတော့ဝုတ်ကိုတောင်းတာတဲ့ဝတ္တဒါနာခေါ်တဲ့ကံကိုလိုခြင်းနဲ့တောင်းတာတဲ့လူချမ်းသာတာတွေလိုခြင်းနဲ့နာချမ်းသာတာတွေလိုခြင်းနဲ့ဗြဟ္မာချမ်းသာတာတွေလိုခြင်းနဲ့လိုခြင်းတိုင်းရသလားတဲ့တောင်းနိုင်ရသလားတဲ့ဘယ်တော့မှမရဘူးအဲ့ဒီတော့ဥပမာလေးပြောရမှာဖြင့်တောင်းနိုင်ရမယ်ဆိုလို့ရှိရင်ဖြင့်တရားဓမ္မများရန်ကုန်ပေါ်မှာဖြင့်တရောင်စားတွေအများကြီးရှိတယ်ငွေတရားလောက်လိုခြင်းလို့ငါတော့ဒီကနေ့ငွေတရားလောက်ရအောင်တောင်းမယ်လို့သွားပြီးကားချိန်မှာတောင်းတဲ့ထမင်းဘိုးလေးပေးပါခမညာထမင်းဘိုးလေးပေးပါလို့အဲ့ဒီလိုတောင်းလိုက်တဲ့အချိန်ခါမှာတချို့ကတော့လည်းလက်ဝါးလေးဖြန့်ခံလိုက်တဲ့တပြိုင်နက်တည်းမျက်နှာလွှဲလိုက်တာဗတ်ထဲနှိုက်ကြည့်လိုက်တော့မတ်စီလေးပါလာလို့ရှင်ဒါကများတယ်ဆိုတော့မတ်စီလေးပါလာလို့ရှင်ဒါကများတယ်ဆိုချလိုက်တယ်ငါးပြားစီလေးပါလာမှလက်ထဲကိုထည့်လိုက်တယ်အဲ့ဒီလိုတောင်းယူတဲ့ဒါနနိဗ္ဗာန်ကိုတောင်းယူတဲ့ပုဂ္ဂိုလ်သမထနဲ့နိဗ္ဗာန်နဲ့တောင်းယူတဲ့ပုဂ္ဂိုလ်ကြတော့မတ်စီပါလာလို့ရှိရင်ဖြင်းချလိုက်လိမ့်မယ်ငါးပြားစီပါလာလို့ရှိရင်ရလိမ့်မယ်ထည့်လိုက်လိမ့်မယ်အဲ့ဒီတော့တရားဓမ္မများနိဗ္ဗာန်ကိုတော့တောင်းမယူကြနဲ့လိုခြင်းလို့ရှိရင်ဖြင့်တရားကိုသာထိုင်ရတရားမှမထိုင်တဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ဘယ်တော့မှမရ